ကျွန်တော်အခုအယောင်ပြပေးမယ်အိမ်လေးကမြောက်တကုံမြို့နယ်39ရပ်ကွက်ထဲမှာရှိတဲ့အိမ်လေးပါဒီအိမ်လေးက39ရပ်ကွက်ကိုမှမန္တလေးလမ်းမကြီးကိုလည်းတဲပေါက်တယ်တပင်ရွှေတီလမ်းမကြီးနဲ့ကြောကတ်တဲ့နေရာမှာလည်းရှိတယ်မြေအကျယ်ကတော့ပေ40ပေ60ပေါ်မှာသူက 3RC လုံးညင်းသုံးတဲ့တိုက်တစ်ကိုမှ Western style လေးစောက်ထားတဲ့အိမ်လေးပါဒီဇိုင်းလေးတော်တော်လေးလှပါတယ်အိမ်လေးကဒီအိမ်လေးကကုလမအုပ်ယူနဲ့စောက်ထားတာဖြစ်ပြီးတော့အပေါ်ဆုံးတက်ကတော့ RC root ဆက်လက်လေးလုပ်ထားပါတယ်အခန်းနဲ့အေးရအထဲထဲမှာအိတ်ခမ်းမာစတာဘယ်လိုပဲ9ခန်းပါတယ်အဲခန်းထမင်းစားခန်းဖျားခန်းကစ်ချင်အစုံနဲ့ထည့်ထားပါတယ်အိတ်ခမ်းကြီးလည်းတော်တော်လေးကျယ်ချူခန်းအိမ်နိုင်လည်းအခြေကြီးပါဒီကဒီလေးမှာကတအိမ်လုံးအတွက် solar system ပါဝင်ပြီးတော့အိမ်ထဲမှာတော့ air con စုပေါင်း9လုံးနဲ့တက်ထားပါသေးတယ်တအိမ်လုံးကိုကျွန်းပါကီခင်းထားပြီးတော့ decoration အကုန်လုပ်ပြီးသားအသစ်တက်နေရုံကျွန်တော်အခု photo video ထဲမှာပြထားတဲ့အတိုင်းလေးပဲအိမ်လေးကလက်တင်နေရုံပါပဲအားလုံးကပိုင်ဆိုင်မှုကတော့ခရမ်းမျိုးပိုင်ရှင်ကိုယ်တိုင်အမိပေါက်ပါတယ်အရက်မျက်နှာလည်းအရှိပဲလှည့်လေးပါဒီရင်းလေးရောက်မဲ့ဈေးနှုန်းက39,400ခေါ်ထားပါတယ်စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးလိုက်ကြည့်လို့ရပါတယ်အဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ